လုံးပဲမင်္ဂလာပါဒီနေ့မှာတစ်ချက်တနာကပေါင်အတွင်းထဲမှာပဲစုနေတဲ့အစီပိုးတွေကိုအချိန်ရက်တစ်ပတ်အတွင်းမှာအလင်းမြန်ဆုံးတွယ်လျက်လှပသွားစေတဲ့ယောဂကျင့်စဉ်လေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါရဲ့ရှင်အရင်ဆုံးတော့ခြေတို့6လေးနှစ်ဖက်ကိုဘေးလေးကိုကားထုတ်လိုက်ပါမယ်ကားထုတ်လိုက်ပြီးလို့ရှိရင်ဒီညာဘက်ခြေထောက်ကလေးကိုခြေဥထုတ်ထားတဲ့ direction တိုင်းညာဘက်ဒူးလေးကိုပြေးချလိုက်ပါမယ်။ရရင်တော့ဘယ်ဘက်ခြေထောက်ကလေးကိုထောင်ပေးမယ်။မနိုင်လို့ရှိရင်လက်ကလေးနှစ်ဖက်ကိုအရှိမချပြီးတော့ခြေထောက်ကလေးကိုဘယ်ညာလေးသွားပြန်လေးလုပ်ပေးရမှာဖြစ်ပါတယ်။ဒီပုံစံလေးကိုလေ့ကျင့်သွားလို့ရှိရင်တော့ပေါင်အတွင်းမှာပဲအစီလာဆုတတ်တဲ့သူတွေအတွက်ပေါင်တန်လေးကိုအမြန်ဆုံးကျစ်လစ်သွင်းရပြီးတော့ပေါင်အတွင်းကြောတင်းရင်းမှုတွေကိုလည်းပြေလျောစေပါတယ်ရှင်။ဘယ်ညာလေးတစ်ဖက်ပေါင်းရင်အနည်းဆုံးအကြိမ်20လောက်လေ့ကျင့်ပေးပါအားလေးပြီးရင်တော့တချို့တို့ပါတာဆန်းချလန်းအာဆန်လေးလုပ်ပါမယ်အရင်ဆုံးညာဘက်ခြေောက်လေးကိုရှေ့မှာထားမယ်လက်လေးနှစ်ဖက်ကခြေောက်လေးပေးမှရင်ဘက်ပေါင်လေးကတ်ထားပေးမယ်အဲ့ဒီနေထားလေးမှာနောက်ကဒူးလေးကကျန်းကျင်လေးကိုအသာအရာလေးထိနိုင်အောင်ကြိုးစားပြီးတော့မှခြေောက်ကလေးကိုအသွားပြန်လေးလုပ်ပေးရမှာဖြစ်ပါတယ်။ရှေးနောက်ကလေးအသွားပြန်လေးလုပ်ပေးရမှာပါ။ဒီပုံစံလေးကိုတော့တစ်ခါလေးကျင့်မယ်ဆိုလို့ရှိရင်အနည်းဆုံးတစ်ဖက်ပေါင်းရင်အချိန်20လောက်လေ့ကျင့်ပေးပါနော်။ဒီအာဆန်လေးကတော့ပေါင်ကျော်လေးတွေကိုပြေရော့သွားစေတဲ့အပြင်ပေါင်တန်လေးတွေကိုလည်းကျစ်လစ်လာပါစေပါရှင်။ပြီးရင်တော့ပါတာဆန်းချလန်းအာဆန်လေးတစ်မျိုးလုပ်ပါမယ်လက်လေးနှစ်ဖက်ကိုပခုံးရဲ့အကျယ်တိုင်းနောက်ကလေးကိုနည်းနည်းလေးရှော့ပြီးတော့မှလက်ကလေးထောက်ထားပေးမယ်ပြီးရင်တော့ဒူးလေးကိုကွေးယူလာမယ်ခြေောက်လေးကိုအပေါ်ကိုဆန့်ထုတ်လိုက်မယ်ခြေောက်ကလေးကိုကကြီးညက်တဲ့ပုံစံလေးတိုင်းအပေါ်တစ်ချိန်အောက်တစ်ချိန်ပေါင်တန်လေးတွေကိုညှစ်ပြီးတော့မှတော့ပေးရမှာဖြစ်ပါတယ်ဒီပုံစံလေးတိုင်းကိုတော့အပေါ်တစ်ချိန်အောက်တစ်ချိန်နှစ်ဖက်ပေါင်းလို့ရှိရင်အချိန်30လောက်လေ့ကျင့်ပေးစေချင်ပါတယ်နော်ပေါင်တန်လေးကိုတွယ်လျက်လှပစေပါဖြစ်ပါတယ်အတက်နိုင်ဆုံးဒူးလေးဖြောင်းထားပေးပါနော်ပြီးရင်တော့ပက်လက်အနေထားလေးကနေဒွိချက်ကရီအာဆန်လေးလုပ်ပါမယ်အရင်ဆုံးလက်လေးနှစ်ဖက်တင်မအောက်ကိုသွင်းလိုက်မယ်6လေးနှစ်ဖက်ကို90ဒီဂရီကိုအရင်မြောက်လာမယ်ဘယ်ဘက်ဒူးလေးကိုကွေးမယ်စပိန်နဲ့ပုံစံလေးအတိုင်းခြေောက်ကလေးကိုရှေ့ကိုချိန်30စပိန်နဲ့ပုံစံလေးတိုင်းသွားပေးမယ်အရေးကြီးတာကဒူးလေးကိုရင်မက်နာထိကပ်ပြီးတော့ယူလာပေးမယ်ပေါင်လေးတွေကိုလည်းညှစ်ထားပေးရမှာဖြစ်ပါတယ်ပြီးရင်ဖြောင်းတဲ့အနေထားလေးကိုလည်းအချိန်30လေ့ကျင့်ပေးမှာဖြစ်ပါတယ်5 ဒါလေးကိုအချိန်30လောက်စီသွားပြန်လေ့ကျင့်ပြီးရင်တော့သက်သာသလိုလေးအနာယူပေးလို့ရပါတယ်ပြီးရင်နောက်တစ်မျိုးလုပ်ပါမယ်စနာယူဆန်းချလန်းအာဆန်လက်လေးနှစ်ဖက်ကိုအပေါ်ကိုဆန်းထားမယ်ခန္ဓာကိုယ်လေးကိုဖြောင်းပြီးတော့မှကျန်းမြေကနေတစ်ထွာလောက်ခွာထားမယ်ဘယ်ခြေဘယ်လက်ညာခြေညာလက်လေးကိုဒူးလေးမကွေးဘဲနဲ့ထိနိုင်အောင်ကြိုးစားပေးရမှာဖြစ်ပါတယ်ဒါလေးလေ့ကျင့်တဲ့အခါမှာပေါင်တန်လေးကိုလည်းညှစ်ထားရမယ်ဘိုက်ကလေးတွေကိုလည်းညှစ်ပြီးတော့မှဘယ်ဘက်တစ်ချိန်ညာဘက်တစ်ချိန်နှစ်ဖက်ပေါင်းရင်အချိန်50လောက်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ရှင်ဒါလေးပြီးရင်တော့ခန္ဓာကိုယ်တစ်ခုလုံးကိုခဏလောက်တတောင့်တတလေးရှက်ပါဆန်းလေးနဲ့အနာယူပေးလိုက်ပါနော်ဒီနေ့တစ်ချက်လေ့ကျင့်ပေးခဲ့တဲ့ကျင့်စဉ်လေးတွေကလူတိုင်းလိုက်ပါအိမ်မာတဲ့အလွယ်တကူလိုက်ပါလေ့ကျင့်လို့ရပြီးတော့ထိုင်များလို့ပဲဖြစ်ဖြစ်ကိုကလှုပ်ရှားမှုတွေအရန်နေလို့ပဲဖြစ်ဖြစ်ခန္ဓာကိုယ်အောက်ပိုင်းနဲ့ပေါင်တဲ့တစ်လျှောက်မှာအစီစုလာတတ်တဲ့အမျိုးသမီးလေးတွေအတွက်အရန်ကိုမှအကျိုးရှိပြီးတော့ထိရောက်မဲ့လေ့ကျင့်ခန်းထိရောက်မဲ့ယောဂကျင့်စဉ်လေးတွေလည်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိခဲ့တယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုပြန်လည်ပြီးတော့မျှဝေပေးဖို့လည်းမမေ့ပါနဲ့နော်ချဲရဲ့ weight loss yoga program လဲမှာဆိုလို့ရှိရင်လည်းအခုလိုမျိုးခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုချင်းစီအတွက်အစီကျကျစ်လစ်စေတဲ့ယောဂကျင့်စဉ်တွေကိုရွေးချယ်ပြီးတော့မှလေ့ကျင့်သင်ကြားပေးထားတာမလို့ဒီချဲရဲ့ weight loss yoga program လေး level 1 level 2အခုစလုံးကိုလေ့ကျင့်သင်ကြားခြင်းနဲ့ဆိုလို့ရှိရင်ဒီချဲတို့ရဲ့တဏ္ဍဝိ Asian Reality Yoga Page မှာတွားရောက်ပြီးတော့မှသင်တဲ့အနံလို့ရနေပါပြီเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ဒီချဲကတော့အခုလက်ရှိအိန္ဒိယနိုင်ငံမှာ Master of Yoga ကိုဆက်လက်ပညာသင်ကြားနေတဲ့ဒီချဲတဏ္ဍပဲဖြစ်ပါတယ်ရှင် Namaste